ကုန်ဆုံးခဲ့တဲ့ရက်သတ္တပတ်အတွင်းထူးခြားတဲ့သတင်းတွေထဲမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဒီရက်ပေါင်း30ကျော်ကြာမြင့်လာခဲ့ပြီဖြစ်တဲ့စစ်ပွဲနဲ့ပတ်သက်ပြီးပြောတဲ့မိန့်ခွန်းကိုလည်းထည့်ပြီးပြောမှာဖြစ်ပါတယ်။ဒီစစ်ပွဲရဲ့ကြရဲ့ကြောင့်အခက်အခဲမျိုးစုံကြုံနေရတဲ့လူတွေကဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းထဲမှာမျှော်လင့်အပ်တဲ့ဆရာတစုံတရာပါလာလေမလားလို့ယူဆခဲ့ကြပေမဲ့ထင်တဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။သမ္မတကတော့သူပြောနေကြအတိုင်းသူတို့အမေရိကန်နိုင်ငံဟာစီးရင်ဘလောက်ကောင်းလို့ဘလောက်အောင်မြင်မှုရရှိနေပြီဖြစ်တယ်ဒီစစ်ပွဲဟာမကြခင်ပြီးဆုံးတော့မှဖြစ်တယ်ဘာညာဆိုပဲပြောတော့တာဖြစ်ပါတယ်။ဟုတ်မှုစီလက်ကြားပြန်ဖွင့်ရေးကိစ္စနဲ့ပတ်သက်လို့လဲအမေရိကန်အတွက်လောင်စာဆီအခက်အခဲမရှိဘူးအမေရိကန်မှာလောင်စာဆီရဲ့အပြည့်အဝလုံလုံလောက်လောက်ပိုဆန်အောင်ရှိနေတယ်ဒီဟုတ်မှုစီလက်ကြားကြောင့်ပြဿနာတက်နေရတဲ့နိုင်ငံတွေအဓိကအဖြစ်နေတိုးနိုင်ငံတွေကိုပြောလိုတာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေကပဲရေလက်ကြားပြန်ဖွင့်အောင်ကြိုးစားကြဒီရေလက်ကြားပြန်ဖွင့်ရေးအတွက်သူတို့ထိရောက်ဒါစီးအဖြစ်မကူညီကြတဲ့အတွက်လည်းပဲနေတိုးအဖွဲ့ကိုသူကအပြစ်တင်ပြောဆိုနေကြတာဖြစ်ပါတယ်။အီရန်ဘက်ကတော့ဒီရေလက်ကြားမှာသူတို့ရဲ့မိတ်ဆွေနိုင်ငံသူတို့ရဲ့ရန်သူမဟုတ်တဲ့နိုင်ငံရဲ့သင်္ဘောတချို့ကိုသွားလာခွင့်ပြုထားရဆိုပေမဲ့ဒီစစ်ပွဲပြည်လဲဖို့အတွက်စစ်တပ်ပေးနေတဲ့ပါကစ္စတန်နိုင်ငံမှာကိုယ်တိုင်လောင်စာဆီဈေးဟာပြီးခဲ့တဲ့ပတ်က45ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းအထိတိုးတက်သွားပြီလို့သတင်းတွေထဲမှာရေးသားထားတွေ့ရပါတယ်။အမေရိကန်မှာလည်းဓာတ်ဆီဈေးကတော့မြင့်တက်နေသေးပါ။သမ္မတဒေါ်နယ်ထရမ့်လည်းစစ်ဈေးအတွက်အမေရိကန်ဒေါ်လာ1.5 trillion ဆိုတော့သန်းထောင်ပေါင်း1000ပေါ့ဗျာသန်းထောင်ပေါင်း1000အဲ့ဒါရဲ့1.5ဆိုတော့သန်းထောင်ပေါင်း1500တောင်းခံထားတယ်လို့သိရပါတယ်ဒီစစ်ပွဲကြောင့်သူ့ပေါ်မှာလူထောက်ခံမှုလည်းပဲတော်လေးကျဆင်းနေတယ်လို့စစ်တမ်းတွေမှာတွေ့ရပါတယ်ဒီစစ်ပွဲမှာအီရန်ကိုအမေရိကန်တိုက်ဖြစ်အောင်အဓိကဆစ်ဆော်ခဲ့တယ်လို့ပြောခံရတဲ့အစ္စရေးနိုင်ငံမှာတော့အစတုန်းကအီရန်လုံးဝအင်အားကျဆင်းသွားရင်သူတို့ဟာဒီဒေသအတွင်းမှာရန်သူမရှိတော့ဘူးသူတို့လုံးဝကြီးစိုးနိုင်ပြီဆိုပြီးတော့မျှော်လင့်ချက်တွေရှိခဲ့ပေမဲ့အခုခါမှာအီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုကြောင့်ပျက်စီးထိခိုက်မှုတွေများပြားလာတဲ့အတွက်နေတန်ယာဟုပေါ်မှာလည်းလူထောက်ခံမှုနဲ့နဲလာတယ်လို့ဆိုပါတယ်လူမျိုးစုထောက်ခံမှုကိုဘယ်တော့မှမရခဲ့တဲ့လူမုန်တီမှုအများကြီးခံရတဲ့အီရန်နိုင်ငံရဲ့အာဏာရှင်အုပ်ချုပ်ရေးကတော့အင်အားဆွေးနွေးလာတဲ့ဆိုသည့်တိုင်အောင်ဆက်လက်ပြီးတော့သူတို့ဒါသက်ဆိုးရှင်နေစေဖြစ်ပါတယ်ဘယ်အထိသက်ဆိုးရှင်ုံလဲတော့ဘယ်လိုမှမပြောနိုင်ပါဘူးအချိန်ထဲမှာပဲဒီစစ်ပွဲပြီးရင်နောက်ရီမန်းချက်လို့ဒေါ်နယ်ထရမ့်ကပြောထားကျူးဘားနိုင်ငံအခြေအနေကျူးဘားနိုင်ငံမှာအမေရိကန်ကလုံးဝပိတ်ဆို့ထားတဲ့အတွက်ကြောင့်လောင်စာဆီဈေးနှုန်းအဆမတန်အခက်အခဲကြုံနေရတဲ့အတွက်ပြီးခဲ့တဲ့အပတ်မှာပဲရုရှားနိုင်ငံကရေနံတွေသင်္ဘောသွားရောက်ပြီးတော့ကူညီပေးပို့ခဲ့ပါတယ်ဒီနောက်တစ်စင်းလည်းပဲသွားအောင်မလို့ရုရှားဘက်ကဆိုရတယ်အမေရိကန်ကတော့ဒီကိစ္စကိုပိတ်ပင်ထားတဲ့ကြားကသူတို့ခွင့်ပြုတာဟာဒါလူသားချင်းစာနာမှုအရခွင့်ပြုတာဖြစ်တယ်လို့ပြောနေပါလေရဲ့အမေရိကန်နဲ့လည်းသူတို့ကဒါစစ်ဆက်နေစေဖြစ်တဲ့ကျူးဘားအစိုးရဘက်ကတော့ပြီးခဲ့တဲ့အပတ်တွင်းမှာပဲနိုင်ငံရေးအကျဉ်းသားတော်တော်များများကိုလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းလေးတွေ့ရပါတယ်ဆိုတော့သူတို့ဟာငြိမ်းချမ်းတဲ့ဒီနေ့ပြည်လည်မှုရရှိအောင်ဆောင်ရွက်နိုင်မဲ့အလားအလာများတိုးတက်လာလိမ့်မလားဆိုတာတော့မျှော်လင့်စရာဖြစ်ပါတယ်နောက်ဆုံးမြန်မာနိုင်ငံသတင်းကိုပြောမှဆိုရင်တော့ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်ဆုံးချိန်မှာပဲမြန်မာနိုင်ငံမှာလည်းပဲ2020ရွေးကောက်ပွဲမတရားဘူးလို့ပြောပြီးအာဏာသိမ်းလာခဲ့တဲ့စီကောင်းဆောင်ကိုသူကိုယ်တိုင်စီစဉ်ထားတဲ့စစ်ကြိုင်ညာလှုပ်ထားတဲ့ရွေးကောက်ပွဲကရွေးချယ်လိုက်တဲ့လွှတ်တော်လွှတ်တော်ကသူ့ကိုသမ္မတအဖြစ်တင်မြှောက်လိုက်ပြီလို့သိရပါတယ်ဝေဖန်သူတွေကတော့ဒီဗိုလ်ချုပ်မှုကြီးဟာသမ္မတဖြစ်ခြင်းတဲ့အိမ်မက်ကိုမက်နေကြတာတော်ကြပြီတော်တော်ကိုသမ္မတဖြစ်ခြင်းနေတယ်လို့ဝေဖန်ခဲ့ကြပါတယ်
အခုတော့သူရဲ့အိမ်မက်ပြေဝသွားပြီလို့ပြောမှဖြစ်ပါတယ်သို့ပေမဲ့မေးရမှာကတော့ဒီအိမ်မက်ပြေဝဖို့အတွက်လူတွေအသက်ဘလောက်ရေးခဲ့ရလဲဆူချုံခဲ့ရတယ်လဲပြည်သူတွေဘလောက်ဘဝပျက်စီးခဲ့ရတယ်လဲဆိုတာကိုစဉ်းစားရင်ဒီအတွက်ကာမိရလားတန်ရလားဆိုတာတော့မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်တကယ်တော့ဒါဟာမြန်မာနိုင်ငံရေးသမိုင်းမှာမြန်မာနိုင်ငံရေးသမိုင်းမှာအပြစ်ရှာအာဏာသိမ်းအရသာသမရတက်လို့ဆိုတဲ့နိုင်ငံရေးတန်တရားနိုင်ငံရေးဘိတပတ်ပြန်လည်လာခြင်းဖြစ်တယ်လို့ပဲပြောရင်မှားမယ်မဟုတ်ကြပါဘူးခင်ဗျာကျွန်တော်ကြောက်စမ်းတာပါ